Kagugu Malone my chair 1 2 so the near ready to shoot ya you move kuna kuka ni start ke ku so new view ဘုံနဲ့ကျဲတဲ့လို့ပဲမင်းတို့ပိုင်းမလဲအကုန်လုံးစုစုမင်းလိုမျိုးဟောတဲ့တဲ့သွားပြီးစော်လေးကိုပြုစုမနေဘူးငါတို့တူကူမတရားတိုင်းမဲ့တော့တာကူတူဘလူးတူပေါင်းနဲ့ပွင့်ပြီးငါချင်းနေနားထောင်ပြီးတူယူလူရမေးနဲ့ Mr. Joy no woo hoo ရှုပ်ရှင်အောင်ရှုပ်လို့ရဘုံတော်ထဲမှာကြွတ်တိုက်လို့ရရှုပ်လို့ရလက်မျက်စိရောက်ကောင်းနေရောလာရှုပ်လို့မရဟာဟာမြဲတဲ့ဘလက်သက်တဲ့ပြီးပေါ်မှာမြဲတဲ့လက်သက်တဲ့ red တွေကိုငါတို့ကောင်းနေယူနေခဲ့တာကတော့အခုချိန်ဒီကြီးတွေကငယ်တွေကိုမလေးစားငယ်တွေကကြီးတွေကိုဒီလာလို့ပြဲဆဲမဆိုင်နေလို့လာပြီးတော့ပြောနေပြီးလင်းရကပြဿနာတက်တယ်ပါလဲဆိုထွက်လာခဲ့တယ်နောက်ပြီးတော့မျက်နှာလွှဲခဲ့ဒါကြီးရချက်ပြပဲတဲ့ချက်ပြပဲတဲ့ဒါလာချက်ပြပဲတဲ့မဖေငန်ရတဲ့ကြောင်းကိုလာပြီးတော့ထက်ကမပြောနဲ့အော်ငယ်ချင်းတွေအတွက်တော့နောင်နာမရပါဘူး white တိုက်ပွဲတဲ့ကိုရရဲရှောက်လန်းရမှာဘူးမစောက်ကြတိုက်လို့ငါလန်းကတယောက်တည်းရှောက်တာယုံကြည်သူညီကိုတွေနဲသွားတာကိုပဲစောက်တဲပေါက်တာမင်းတို့ကဖြက်လန်းကသွားတယ်အဲ့ဒါကရှိုးသားတာမျိုးလားငါတို့ကိုနိုင်မှုတွက်3နှစ်လောက်ကြိုးစားပါအောင်ဟာမင်းတို့ရဲ့စကေးတွေကိုလည်းနည်းနည်းလောက်ထုတ်ပြပါအောင်ဟာငါတို့ထိုင်ပြီးမုံမဲ့စာကိုချစ်တဲ့အောင်ကြိုးစား We are not messy unspoken we are not messy unspoken we ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့်ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့် We are not messy unspoken we are not messy unspoken we ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့်ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့်Hip hop music လမ်းကြောင်းပေါ်ကိုရှောက်ရွေလာခဲ့အချင်းတွေရမတူတော့နောက်တွေ့ရနဲ့မင်းအောင်တော့6တွေ့ကကွက်ဒါအသက် generation hip hop တစ်ခေါက်ရွေတာပဲအောက်ဘေးကလဲလာပြီးတော့စောက်ကြောတင်းပြကပြဲစောက်လာဖဲတော့လေဒါဟာစဉ်းစားပြပဲဆရာကြီးများကြားတဲ့ငါ rap အပြေးစားငါဟဲ့ငါတို့ကြောက်တည်တင်စုံငန်းကြည့်ပါချင်းများသွားတယ်လူငယ်များရဲ့ပါစတဲ့ hip hop တင်းစကားဟာကွဲ show လေးလာပြီးတော့စီးပူကတီမလို့ချင်းပေါ့ရချင်းမရှိသူချီကျူလာကြီးဟန်ဆောင်မျက်နှာအတင်းယူကတီမရှင်းဘူးတာကြီးလူငယ်တွေအနာကတိပြောက်ပန်းနိုင်နေပြောက် hip hop ကိုပြည့်စည်ဆရာကြီးများပေါပြီးတောင်းနေနေနောက်ဝါလက်ခုတ်ကိုပြောင်းမြန်နေခောက်မြန်မာနိုင်ငံအချင်းတွေများပြောင်းစံနေသလောက်ဘသူမှတော့ view မဆိုင်မကောင်းသူကကောင်းသူကိုသူ့လိုတော့ထူလိုက်အမြင့်ကနေအနေကိုမှလှောင်ကတော့ထူရအမရှိရကြီးတုံးကျင်းလက်ချက်စားခဲ့တော့အမောင်ကပါဒူးစီလိုက်ထဲမှာပဲပိတ်မိကနေကိုချင်းတီလည်းမကောင်းသူရဲ့မျက်နာတွေသိမကြည့်ပါဟေးလှုပ်ချင်ရလှုပ်လို့မရဒါကမျိုးပါသာသနာစောင့်ရှောက်တဲ့တိတ်ထီကမြေဒိတ်ထီလာဟေးမဟုတ်ရင်တော့ကျိုးလေးပြင်တက်ဖြတ်အမျိုးတွေမြင်မင်းကတော့ကွက်လက်တချို့တွေကပတ်စံအတွက်လူတွေကိုတက်ဖြတ်ငါကတော့အမြဲတမ်းကိုထက်မြက်ယောက်ျားပြင်ကြောခင်းနေတိုင်းလိုပတ်လက်တခုမှကိုကောင်းတာကိုမရှိ ready ကိုထပ်ပြီးတော့ဆက်သွားမယ်ကောင်းရာသူကပုံထီကိုရရစဝင်တော့ဘသူမှအကုန်မရှိအခုရှိတာကတော့စိတ်ထဲဒုက္ခကုန်ပြီ We are not messy unspoken we are not messy unspoken we ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့်ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့် We are not messy unspoken we are not messy unspoken we ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့်ငါတို့ကြောင်းပြီးခြင်းမင်းငါတို့ရဲ့ပဲရောဝင်ကြည့်လမ်းကြောင်းမလျှောက်လာခဲ့ Rocky ကိုရတာရှိမြဲတဲ့တောက်မှာပဲငါနဲ့လာပြီးကောက်ပါနဲ့အာနာရှိဆန်လာပြီးမဟုတ်ပါနဲ့ကဘာကြီးပေါ်ရောက်လာခဲ့ပုံမလေးပဲသွားတနေရာတော့ရောက်မှာပဲယောက်ျားကြီးပြင်ကပေါင်းနဲ့ကြားအောက်ပါတယ်ခွေယူကောင်းတဲ့တမွန်းတဲ့မို့အချိန်တည်းရင်ဘွားမပြန်ရောက်မှာပဲတိတက်တီရေးပြီးဒီတကာကိုရှောက်ကဆဲစစ်မှန်နေကြကွယ်ပျောက်လာခဲ့တလွဲဒီလောက်တာမြောက်တကယ်ပေါက်ပါတယ်လောက်ကွက်တွေကရဲလောက်ကြပဲမကောင်းတဲ့လော်တွေဖယ်ပျောက်ပါကွယ်မှန်တရားဆိုပြောဖို့မင်းတို့ကဘယ်ကြောက်ပါတယ်ဒီပါလောက်စတိုင်စားပြီးလမ်းတွေပါပျောက်ပါတယ်ဟာဒုက္ခပဲအကျန်းစား ready နဲ့ဆုံးမမယ်ရတရားချေဖို့မုံလုံးကြီးပေါ်လုံးနာကွယ်တစ်ဖက်ပိတ်နေတဲ့ညံရီကတုံးသွားတယ်အငါးပစ္စည်းတွေဝေပြီးချုံသွားတယ်မှန်တရားတွေပြောတော့လူတွေကမုံသွားတယ်ရိုးသားတဲ့ပိုးတစ်ခွားဖြစ်နိုင်တဲ့ရောက်ကိုပဲစူးစားကွယ်လက်မျက်စိကကောင်းတွေကသုံးမကလေးကိုထိုးပြီးလူမဆိုပြီးကျုံသွားကလေးကမင်းကိုဖေးမပြန်လို့သွားတယ်အကြမရှက်ပြီးချင်းနေမစိုးပြနဲ့ငါတို့ကလက်ဆက်တဲ့သွေးတွေနဲ့မြဲတဲ့နိုးကြတယ်ခုချိန်မှာဘာတွေလုံးလဲစဉ်းစားလဲမင်းတို့နဲ့ငါတို့ရှင်းချင်းကွာတာရှင်းသားပဲပြီးရင်လည်းရှင်းပြမယ်လက်ဆက်ချင်းလိုက်မယ် red ချင်းများနဲ့ဘွားတွေနဲ့ရှင်းထားတယ်မင်းတို့ရဲ့ကြောက်ဖို့တုံးမှုတစ်ချင်းနဲ့ကြာလူတွေကပြင်းသွားမယ်ငါပြောတာရှင်းလားကွယ်ငါတို့ရဲ့ red တွေကဆူနာမီလိုပြင်းစားပဲငါတို့ကိုနိုင်မှုလုံးလိုက်ပါအဆောင်ရောအင်းများနဲ့ငါဘွားမှာငါဟာမင်းသားပဲကလေးကိုချင်းတဲ့လိုက်ပါတရားဖို့တုံးမှုတစ်ချင်းများနဲ့စိတ်တွေကပြင်းမပြနဲ့အပေါက်တွေပါချင်းသွားမယ်ငါတို့ကြောင်းတင်ပြလိုက်ပါရှင်းပြီးမင်းများထဲ We are not messy
unspoken we are နာမည်စီ unspoken we ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့်ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့် we are နာမည်စီ unspoken we are နာမည်စီ unspoken we ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့်ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့် မင်းတို့ပြီးတဲ့ခြေစက်ကသာရနွေကိုခြေစချဖေးတက်ကလာကြည့်ရင်လည်းဖြစ်လာမယ်နောက်ရက်ကနေထွက်မှတဲ့ပြောတော့မကျင်နဲ့ကြမင်းတို့ပိုင်းကိုချစ်ချက်ချနေကမင်းတို့ပတ်တည်ရက်ကွာချမ်းမထင်လားလားသူကြည်တာခြေတာသူပြီးဖိုင်တော့နာလိုဝင်တို့စိတ်နဲ့မင်းတယောက်တစ်ဖြစ်နေကယူမီဝိုင်းငါတို့ကိုရှုပ်တော့ကိုတည်တင်ပြန်သူဒီအတိုင်းမြင်ကြအောင်မျက်လုံးတွေပြူကြည့်ခိုင်းဒီလေးနာမည်တိကျကြားရတဲ့ဆက်စတီခံတဲ့ကောင်းနေရှူနေမကဲနိုင်အားလုံးကပလက်ကြည့်လိုက်စိတ်တက်မကောင်းရင်စဉ်းစားငါတို့နဲ့မပတ်သက်မိရဲ့မင်းတို့ကငါတို့တဲ့အပြတ်တက်ကြီးကွမ်းဆက်လက်ပြီး running မှာမင်းတို့အမြင်ကလေးစောက်ပြတဲ့နိုင်တဲ့ရင်ပြောပြီးချင်းချင်းလက်နဲ့ဆရာကြီးဖြစ်နေဆရာစီတော့အရင်တင်မခဲ့မင်းတို့ချက်ငါတို့ကရှေ့ကိုကြိုမြင်တတ်တယ်ခဏတည်းညံနေရမှာတော့ဆိုညံနေတော့ဒီချင်းနဲ့ကြိုးစားမှုရှင်အောင်မြင်မှုအရာမမှန်ပဲကွာနားမလဲပါမလဲပြောကြအမှားကမှန်ပဲထားချင်းတပုတ်ကအထိပ္ပယ်မရှိအကြောင်းရမည်နားထောင်ကောင်းရုံနဲ့ရတာခံတဲ့လားတူတူချာချာလူများနဲ့တူတာမလုပ်ချင်းငါပြောလိုက်မှအမင်းရဲ့ယူပါရုပ်အတွင်းစုကပုတ်ရင်အရှိကိုရှိတန်းပြောတော့လူရကျုံမဝင်ရတယ်ထားလိုက်ရတာခံတဲ့ကောင်းတွေကိုအရှင်လက်ဝပါမြုပ်တွင်းမတိတိမသက်တည်းပညာတွေပြန်ကတဲ့မင်းတချင်းတွေပေါက်လေတစ်ဖက်ဖို့ဒီတပုတ်ပြီးခံနာမမြင်ဟိုကောင်လေးရေဖင်ခင်ချင်းလို့ညံလာစင်ဒီစဆူတာကနတ်မျက်စီရဲ့နံပါဝင် we are နာမည်စီ unspoken we are နာမည်စီ unspoken we ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့်ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့် we are နာမည်စီ unspoken we are နာမည်စီ unspoken we ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့်ငါတို့ကြောင့်ပြီးခြင်းမင်းငါတို့လည်းပဲရုံးဝင်ကြည့်